ကဲမြန်မာနိုင်ငံရဲ့ဒန်တာရီလာလိုဝက်ချက်တစ်ခုတည်းကိုကျွန်တော်တို့အတူတူဝင်ကြည့်ကြအောင်ဒီတစ်ခေါက်မှာတော့ပိုးပွားတောင်ပေါ်ပါဝစ်စာတွေအကြောင်းသူတို့ရဲ့ဓာတ်လုံပညာနဲ့မတည်နိုင်တဲ့ဘဝရဲ့လိုဝက်ချက်တွေကိုလိလာသွားကြမှာပါဒီဒန်တာရီကိုဒီစာတစ်ကြောင်းနဲ့ဆက်လိုက်အောင်မြန်မာနိုင်ငံပိုးပွားတောင်ရဲ့ချွန်ထက်တဲ့မီးတောင်ကြောက်တုံးကြီးကြောင်းမှာရိုးဝက်တက်ထုပေတာပညာရှင်အဖွဲ့တစ်ခွဲဟာဇီဝဗေဒရဲ့နေရာမတရားတွေကိုစန့်ကျင်နေတယ်လို့ဆိုကြပါတယ်တဲ့ကြားလိုက်ယုံနေတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဒန်တာရီတကူစတော့မယ်ဆိုတာကိုခန်းစားမိစေတယ်မို့လားပထမဆုံးအနေနဲ့ဒန်နီတိုင်မှာသူ့လက်ဇလန်းစတင်တဲ့နေရာတခုတော့ရှိရပဲလေဒီဒန်တာရဲ့ဗဟိုချက်ကတော့လျှို့ဝှက်စမ်းကျင်မှုအနေနဲ့ပြည်နေတဲ့ပုပ္ပားတောင်ပါပဲသူကဘလို့နေရာမျိုးလဲဆိုတာကြည့်လိုက်ရအောင်ပုပ္ပားတောင်ဆိုတာကလေစစ်ကူးတဲ့ကနေဟာတတ်တော့မဟုတ်ပါဘူးသူဟာမြန်မာနိုင်ငံအလဲပိုင်းမှာတကယ်တည်ရှိနေတဲ့မီးတောင်ဟောင်းတစ်ခုဖြစ်ပြီးနတ်တန်တာရီတွေထိုဆက်တဲ့ပုံပြင်တွေနဲ့နတ်ရှိုင်းဆက်ဆက်နေတဲ့နေရာတစ်ခုပါဒါဆိုဒီလောက်တောင်ရှော့ဝက်စမ်းကျင်တဲ့တောင်ကြီးရဲ့လျှို့ဝှက်ချက်ကြီးကိုဘသူတွေကများစောင့်ရှောက်နေတာလဲအဲ့ဒီမိကုန်းကပဲကျွန်တော်တို့ကိုရှုံနန်တာကြီးရဲ့အထေးကိုပို့ပြီးနဲ့ရှိုင်းခေါ်သွားတော့မှာပါဒီတော့အဖြေကအတာမန်လူတွေရောပဲဟုတ်ပါမလဲသူတို့ကတော့အချိန်ကာလကိုတောင်ကြော်လွှားနိုင်ခဲ့တယ်လို့ဆိုကြတယ်မတိမျိုးစောင့်ရှောက်သူတွေပါပဲကဲသူတို့ဘသူတွေလဲဘာတွေလောက်ကြတယ်လဲဆိုတာကြည့်လိုက်ရအောင်သူတို့ကတော့ဝစ်စာတွေပါပဲတန်တာရီတွေထဲမှာတော့သူတို့ကိုရှေးဟောင်းပေပရရဲ့ပိုက်ကျန်းတွေကိုအသက်နဲ့လဲပြီးကာကွယ်ဆောင်ရှောက်နေတဲ့သူတွေဖြစ်ဖို့ပြကြပါတယ်ဆိုဝစ်စာဆိုတာတကယ်တော့ဟလူတွေလဲသူတို့ဟာရှုံးဝတ်တဲ့ဒလုံးညာရှင်တွေရှေးရောင်းချောင်းတွေကိုစောင့်ရှောက်သူတွေပေါ့ဒါပေမဲ့အားလုံးထဲမှာအထူးခြားဆုံးအံ့ဩစရာအကောင်းဆုံးအချက်ကတော့သူတို့ဟာတေမျိုးဘွားကနေမတေမျိုးဘွားကိုကူးပြောင်းနိုင်တဲ့ပညာရက်ကိုတက်မြောက်ထားကြတယ်ဆိုတာပါပဲဇီဝဗေဒကိုစန့်ကျင်နေဆိုပါတော့ဟုတ်တယ်ဒီချက်ကပဲသူတို့ရဲ့ဒန်တရားတွေကိုတကယ်ကိုအစွမ်းတစေတာပါစဉ်းစားကြည့်လေလူသားအလုံးလိုက်နာရတဲ့တဘာဝတရားမွေးဖွားခြင်းကြီးပြင်းခြင်းပြီးတော့တိတ်ဆုံးခြင်းအဲ့ဒီစဝန်းကြီးကိုသူတို့ကဘလို့များချုပ်ပြတ်နိုင်ခဲ့ကြတာလဲဒီမှာကြည့်လိုက်ရင်အရာအလုံးကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဘဲဘက်မှာကလူသားတိုင်းရဲ့ရှောင်လွဲလို့မရတဲ့တေမျိုးဘဝရဲ့လမ်းဆုံးညာဘက်မှာကျတော့ဝစ်စာတွေရောက်သွားတဲ့ဆိုတဲ့ထာဝရရှင်သန်ခြင်းတေမျိုးနေနဲ့မတေမျိုးဟူးဒီကူးပြောင်းမှုကတကယ်ကိုစဉ်းစားကြည့်ုံနဲ့တည်းမလွဲပါဘူးဒါဆိုရင်တေချင်းတရားကိုတောင်အောင်နိုင်စေတဲ့ဒီလိုအံ့ဩစရာကောင်းတဲ့ကူးပြောင်းမှုရဲ့အဓိကတော့ချက်ကဘာဖြစ်မလဲအဖြေကတော့ပြက်တာပါဟုတ်ပါတယ်ကျွန်တော်တို့တည်ထားကြတဲ့တာမန်တတုထက်ဆင့်တစ်ခုပဲလीဒါပေမဲ့ဒီဂျန်နယာရီထဲမှာတော့အဲ့ဒီပြက်တာကထာဝရအသက်ရဲ့အဓိကတော့ချက်ထင်နေကြတာပါဒါပေမဲ့အန်ဒရယ်များတဲ့ရှာဖွေတွေ့ရှိမှုပေါ့မသိနိုင်တဲ့ဘဝရဲ့လျှို့ဝှက်ချက်ကိုတီးသွားယုံနဲ့အရာအလုံးကြီးသွားပြီလားဆိုတော့မဟုတ်သေးပါဘူးဒီအသိပညာကိုရဖို့ခရီးဟာလွယ်လွယ်ကူကူတော့မဟုတ်ဘူးအန်ဒရယ်အများကြီးနဲ့ပြည်နေတဲ့စဉ်းစားခန့်တစ်ခုအဖြစ်ဒန်တာကြီးကစိုးထားပြန်ရောဒန်တာကြီးရဆိုရင်ပေါ့လေဝစ်စာရီရဲ့ဖုံးကွယ်ထားတဲ့အသိပညာကိုလိုချင်ရင်ထိုင်ဆောင်နေလို့တော့မရဘူးအန်ဒရယ်များတဲ့စဉ်းစားခန့်ခရီးတစ်ခုကိုကိုယ်တိုင်ကိုယ်ကြထွက်ရမယ်လို့ဆိုထားပါတယ်ဒီစဉ်းစားခန်းမှာအဆင့်3ဆင့်ရှိတယ်လို့ဆိုပါတယ်ပထမဆုံးမြို့ကိုတွေဝေနေတဲ့တောနဲ့ထဲကိုရဲဝံဝေရမယ်ပြီးရင်ဒုတိယအဆင့်ကသူတို့ရဲ့မော်ဆန်တဲ့ဖျားเจ้าတွေကိုရှာဖွေရမယ်အဲ့ဒါတွေအားလုံးပြီးသွားမှနောက်ဆုံးအဆင့်ရင်းနဲ့သူတို့ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ရမှာပါဒီချက်ကိုပို့ပြီးပုံဖော်လို့ရအောင်ဒီစာကြောင်းလေးကကူညီပေးနိုင်မှာသူတို့ရဲ့မော်ဆန်တဲ့ဖျားเจ้าတွေကိုရှာဖွေဖို့မြို့ခိုးတွေထဲကိုစွန့်စားဝင်ရောက်ရတဲ့ခရီးစဉ်တစ်ခုတဲ့စစ်ကူးတဲ့မှာမင်းရောင်ကြီးုံနဲ့တင်စိတ်လှုပ်ရှားစရာပဲနော်ကဲဒါဆိုနောက်ဆုံးမေကွန်းတစ်ခုတော့ကြမ်းပါတယ်ပူပါတောင်ပေါ်ကဝိဇာတွေနဲ့သူတို့ရဲ့မသေးမျိုးဖြစ်ချင်းဆိုင်ရာလျှို့ဝှက်ချက်တွေကိုတနေ့နေ့မှများတကယ်ပဲရှာတွေ့နိုင်မှာမလားဒါမှမဟုတ်ဒီလျှို့ဝှက်ချက်ဟာမြို့ခိုးတွေကြားထဲမှာပဲထာဝရပျောက်ကွယ်သွားမယ်တန်တိုင်တစ်ခုအဖြစ်ပဲကြံခဲ့မှာလားအဖြေကတော့ဘယ်သူမှတက်အပ်မပြောင်းနိုင်သေးပါဘူး